YouTube channel တော့ကျွန်တော် profile ပုံနဲ့ဒီ cover ပုံလေးကိုကျွန်တော်လုပ်မှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီ pixel lab နဲ့ကျွန်တော်လုပ်ပြမှာဖြစ်တယ်ဒီနေရာလေးပေါ့ဒီဟာလေးပေါ့ okay ဒီထဲကိုကျွန်တော်ဝင်မယ်ပြီးလို့စစ်ဒီလိုပေါ်လာမယ်ကျွန်တော်တို့ဒီအခုပေါ်နေတဲ့ site က square ဖြစ်တယ်ဒီ site ပေါ့ဒီ site လေးနဲ့ပဲကျွန်တော်တို့ဒီ profile ပုံကကျွန်တော်လုပ်လို့ရပါတယ် okay နေ့ပြီးတော့မှကျွန်တော်စာရေးမယ်ဒီမှာစာရေးတဲ့နေရာပေါ်နေတယ်ဒီဟာမပေါ်ဘူးဆိုလို့ရှိရင်လည်းဒီကနေဒီ A ဆိုတဲ့နေရာလေးကနေကျွန်တော်ဒါလေးနှိပ်ပြီးတော့မှ sorry ဒါလေးနှိပ်ပြီးတော့မှဒီ text ကိုနှိပ်ပြလိုက်ပါပြီးလို့ရှိရင်တော့ဒီဟာလေးကိုကျွန်တော်စာရေးမယ်ခုနကျွန်တော် internal byte ဆိုပြီးတော့မှအဲ့ဒါလေးကိုကျွန်တော်ရေးမယ်internal ပြီးရင်တော့ byte နောက်တစ်လုံးရေးမယ် v I b e byte okay ဒီလိုရေးပြီးတော့ကျွန်တော်ဒီဟာလေးကိုကျွန်တော်စာလုံးအထားလေးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီစာကို select မှတ်ပြီးတော့မှတစ်ဖက်မှာ pop ဆိုတဲ့ဟာကိုကျွန်တော်တို့ရွေးရမှာဖြစ်တယ်ဒီနားမှာ pop ဆိုတဲ့ဟာကိုဒီ A အကြီးအသေးနှလုံးပါတဲ့ဟာလေးကိုကျွန်တော်ရွေးပြီးတော့မှပုံစံလေးဘယ်လိုမျိုးပုံစံလေးလုံးမှလဲဆိုတဲ့အရာလေးကိုကျွန်တော်ရွေးမယ်okay ဒီစာလုံးလေးကိုကျွန်တော်ရွေးရဒီစာလုံးလေး this ဆိုတဲ့ဟာကို okay နိုင်မယ်ဒီမှာစာလုံးလေးကတော့ပြောင်းသွားပြီဒီစာလုံးတွေကိုကြီးစေချင်တယ်ကြည့်အောင်လုပ်မယ်ဆိုတော့ဒီလိုလုပ်လို့ရတယ်ပြီးရင်တော့စာအများကြီးရေးထားလို့ရှိရင်တော့ဖြောင်းနေအောင်ပြန်လုပ်ချင်ရင်လည်းဒီဟာနဲ့ဒီလိုဆွဲရင်ရတယ်ဒီလိုဆွဲရင်ကဲတရားစာလုံးတိုးတယ်ဆိုတော့အများကြီးမပြောတော့ပါဘူးโอเคဒီနေရာကိုကျွန်တော်တို့နောက်တစ်ခုဒီဟာလေးကိုထည့်လုပ်မယ် sorry ဒါ select မှတ်ပြီးရင်တော့ခုနလိုမျိုးကျွန်တော်ဖောက်ကိုတွားမယ်ဖောက်ကိုတွားပြီးတော့โอเคဒီဟာလေးကိုပဲကျွန်တော်ရွေးရโอเคဒီလိုလေးဒါတော့ကျွန်တော်အလိုတကူလေးပြောင်းကျွန်တော်လုပ်ပြပြတယ်ဒီဟာကိုကျွန်တော်အလေကောင်မှာထားမယ်အလေကောင်မှာထားချင်တယ်ဆိုလို့ရှိရင်တော့ဒီဟာလေးတစ်ချက်နှိပ်ပြီးတော့မှစာလေးကိုတစ်ချက်နှိပ်ပြီးတော့မှဒီဟာလေးကိုဒီလိုလေးတစ်ချက်လုပ်ပါပြီးတော့ဒီဟာလေးအတိုင်းပဲโอเคဒီလိုလေးဆိုတော့ဒီစာလုံးကအလေကောင်မှာစီမစီတိချင်တယ်ဆိုလို့ရှိရင်တော့ဒီနားလေးကိုတစ်ချက်နှိပ်ပါဒီနားလေးတစ်ချက်နှိပ်တော့အလေကောင်းမှာကျွန်တော်တို့ဒီဟာကိုထားပေးလို့ရမှာဖြစ်တယ်โอเคဒီနေရာမှာဒီစာလေးကိုတစ်ဖက်နည်းနည်းရှယ်အောင်ကျွန်တော်တို့လုပ်လိုက်မယ်အဲ့လိုမျိုးလုပ်ဖို့အတွက်ကတစ်ဖက်ကိုနည်းနည်းရွှေ့ပြီးတော့မှဒီ spacing ကိုကျွန်တော်နည်းနည်းရှယ်ရှယ်လေးလုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ခုနအလေးကောင်မှာထားတဲ့ဥစ္စာလေးကိုကျွန်တော်ဒီ relative position ကိုကျွန်တော်တစ်ချက်နေပြီးတော့မှဒီအလေးရဟာလေးကိုတစ်ချက်နေမယ် okay ဆိုလို့ရှိရင်အယောင်လေးပေးမယ်အယောင်လေးကဒီမှာ color ရှိတယ် color ဒီဟာကိုကျွန်တော်အဖြူရောင်ပဲထားမယ်အဖြူရောင်ထားပြီးတော့မှကျွန်တော် stock တုံးမယ် stock ကိုကျွန်တော်အနက်ရောင်လေးကျွန်တော်တုံးမယ် okay အနက်ရောင် automatic ရှိနေတယ်အနက်ရောင်ကိုကျွန်တော်တို့နည်းနည်းခုနှစ်လောက်ထားမယ်ဒီကောင်ကိုကြတော့ကျွန်တော်တို့ဒီကောင်ကိုကြတော့ကျွန်တော်အနက်ရောင်ထားမယ်ဒီစာလုံးလေးကိုအနက်ရောင်ထားပြီးတော့မှ stock မှာကျွန်တော်တို့အဖြူရောင်ထားမယ် okay အနက်ရောင်ပြီးရင်တော့ stock မှာကျွန်တော်အဖြူရောင်ထားမယ်
stock ထဲဝင်ပြီးတော့မှကျွန်တော်အဖြူရောင်ရွေးပေးမယ် okay ဒီနေရာမှာလည်း9လောက်တင်ပေးလိုက်ပါ okay 9လောက်ဆိုတော့ဒီ background အရောင်ကိုကျွန်တော်တို့အနီရောင်နဲ့ထားမယ်ဒီ background အနီရောင်ကိုအဲ့လိုအနီအရောင်တစ်ခုရွေးချင်တယ်ဆိုလို့ဆိုတော့ဒီနေရာ background အနောက်ခံဒီမျက်နှာပြင်ကိုတစ်ချက်နှိပ်ပြီးတော့မှဒီဘက်ကဟာလေးကိုနှိပ်လိုက်ပါဒီနေရာလေးကိုနှိပ်လိုက်ပါပြီးတော့ဒီမှာ color ရှိတယ်ဒီ color ကိုနှိပ် color နှိပ်လို့ရှိရင်တော့ကျွန်တော်တို့အရောင်ရွေးဖို့တော့ပေါ်လာပါလိမ့်မယ် okay အပေါ် color လေးကိုနှိပ်ပြရမှာဖြစ်တယ်ဒီမှာအနီရောင်ရှိတဲ့အနီရောင်မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအပေါင်းလေးကိုနှိပ်ပြီးတော့မှအနီရောင်ကိုကျွန်တော်တို့ကိုလိုချင်တဲ့အနီရောင်ကိုကျွန်တော်လုပ်ထားလို့ရပါတယ် okay ဒီနေရာမှာလုပ်ရနေခက်နေတယ်ဆိုတော့ဒီအနီရောင်ကိုတစ်ခါလေးရွေးပေးမယ်ဆိုတော့ဒီပုံစံလေးเนาะဒီတာဆိုရပါပြီကျွန်တော်ဒီဟာလေးကိုတစ်ချက်ပြန်ဖြုတ်မယ်ပြီးတော့ဒီနေရာလေးကိုနှိပ်ပြီးတော့မှဖုံးထည့်စစ်မယ်ဒီမြားလေးကိုနှိပ်ပြပါဒီနာမြားလေးနှိပ်ပြီးတော့မှ PNG ကိုနှိပ်လိုက်ပါပြီးလို့ဆက်ဒီနာမြားလေးထပ်နှိပ်ပြီးတော့မှဒီမှာ all star ကိုကျွန်တော်နှိပ်ပြီးတော့မှ save to gallery ဒါလေးကိုနှိပ်လိုက်ပါ okay ပြီးတော့ပါပြီဒီကြော်ညာပြီးတော့တာနဲ့ကျွန်တော်နောက်ဆုံးပြီးတော့မှYouTube cover အတွက်ကျွန်တော်တစ်ဆက်တည်းကျွန်တော်လုပ်မယ် skip လုပ်လိုက်မယ် okay ဆိုတော့ဒါဒီလိုထားလိုက်ဒီနာဝင်ပြီးတော့မှကျွန်တော်တို့ဒီ image size ကိုကျွန်တော်နှိပ်မယ် image size ကိုနှိပ်ပြီးဒီနာမှာမြားလေးရှိတယ်ဒါလေးတစ်ချက်ထပ်နှိပ်မယ်ဆိုလို့ဆိုဒီမှာ YouTube channel banner ဆိုပြီးတော့မှပြတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပါပြီးလို့စရင်တော့2560ဒီမှာ1440ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကျွန်တော်တုံးနေကြ site နဲ့ကျွန်တော်ပြမယ်1550ဆိုပြီးတော့မှထည့်လိုက်ပါပြီးတော့ okay နှိပ်လိုက်မယ်နှိပ်လို့စရင်ဒါနဲ့တေးတော့တာပေါ့ဆိုတော့ဒီဟာကျတော့ကွန်ပျူတာတွေမှာကြည့်တဲ့အချိန်မှာဒီလိုအပြည့်ဟိုတွေ့ရမယ်ဖုန်းတွေမှာကြည့်မယ်ဆိုလို့ဆိုတော့တသေးလေးပဲကျွန်တော်တွေ့ရမယ်ဆိုတော့ဒီဟာကိုဘယ်လိုလုပ်ရမလဲဆိုတော့ဒီနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့မှဒီစာတွေရေးတဲ့အခါမှာဒီတစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ဒီအစဒီကနေဒီထီပဲစာရေးပါပြီးလို့ရှိရင်တော့ဒီအပေါ်အောက်ဆိုလို့ရှိရင်တော့ဒီအပေါ်ကဒီအကွက်ရဲ့အလေကနေဒီအကွက်ရဲ့အလေအဲ့ဒီအထီပဲစာရေးလို့ရမှာဖြစ်တယ်โอเคဆိုတော့ကျွန်တော်ဒီစာရေးတဲ့ဥစ္စာလေးကိုဒီလိုလေးပြန်လုပ်မယ်โอเคဒီလိုလေးလုပ်ဒီလိုအစမှထားမယ်โอเคပြီးရင်တော့ဒီ A ကိုတစ်ချက်ပြန်နှိပ်ပြီးတော့ဒီ relative processing ကိုတော့ပြီးတော့မှဒီနားလေးကိုဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါโอเคဒီ byte လည်းပဲအဲ့လိုပဲ byte ကိုတစ်ချက်နှိပ်ပြီးတော့မှ relative processing ကိုတစ်ချက်ဒီနားလေးနှိပ်ပေးပါပြီးလို့ရှိရင်ဒီဟာကဒီ C ကိုနည်းနည်းကြော်နေတယ်ကြော်နေတဲ့အခါကျတော့ကျွန်တော်ပြန်နောက်ဆုံးပြီးတော့မှဒီမှာ processing ကိုဒီဟာ byte ကို select နှိပ်ပြီးတော့မှ processing ကိုတစ်ချက်နှိပ်မယ် processing ကိုဒီဖက်မြားလေးကိုပြန်နောက်ဆုတ်မယ်နည်းနည်းတော့ပြန်နောက်ဆုတ် okay ဒီလောက်ဆိုရင်ရပါပြီဒါတော့နည်းနည်းလိုတည်တယ်နည်းနည်းလိုတည်တယ်နည်းနည်းဆေးကိုပြန်တွားချင်တယ်ဆိုလို့ရှိရင်တော့ဒါလေးကို short လိုက်ပါ okay ဒါလေး short ပြီးတော့မှကျွန်တော်တို့ဒီဖက်ကိုနည်းနည်းတိုးမယ် okay okay ဒီလောက်ဆိုရပြီဒီနေရာလေးကိုဖြုတ်ပြီးတော့မှဒီနေရာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်တော့ဒီနားလေးမှာခုနလိုပဲမြားလေးနှိပ်ပြီးတော့မှ PNG ထားမယ်ဒီနားမြားလေးနှိပ်ပြီးတော့မှ all star ကိုကျွန်တော်တို့တုံးမယ် save to gallery ထပ်နှိပ်မယ် okay ဆိုတော့ဒီနေရာမှာစောနာက profile နဲ့ cover တပ်ပုံကိုတက်ကျွန်တော်တို့ပြင်ဆင်ပြီးပြီဆိုတော့ကျွန်တော် YouTube ကိုတွားပြီးတော့မှ
YouTube character ကနေပြန်ဆက်ပေးမှာဖြစ်တယ် YouTube account ဖွင့်တဲ့ဗီဒီယိုမှာပြန်ဆက်ပေးမှာဖြစ်တယ်